Hello Stella ပဲဖြစ်ပါတယ်ဒီနေ့ Stella ပေါ့နော်Tawali ခုံပြတာပါ Stella ကိုလည်းခုံပြခိုင်းစေချင်တယ် Tawali ရှိလို့လည်းကောင်းမှမမှန်ရေးရပါတယ် Stella ခုံပြမယ်ပေါ့နော်အတန်လေးဝင်နေပါတယ်အယောင်ရှိမှမှန်ရေးရပါရှင်ဒါမှမဟုတ်ဒီလိုပေါ့နော် Tawali နမည်လေးပြောပြခုံပြခိုင်းလို့ရတယ်နော်ပြော Tawali Stella ရဲ့အကောင့်လေးကိုပေါ်လောက်ပြီးမှပြန်ပေးထားပါမယ်ရှင်။အဲ့ဒါပြီးတော့ Stella ရဲ့ကိုယ်နဲ့ပေါ်တော့စောင့်ကြည့်နေတယ်လေသူအကောင့်လေးရှိပါတယ်နော်။အဲ့ဒါပြီးတော့ Stella ရဲ့ကိုယ်ချက်လေးရှိပါတယ်သူရဲ့ချက်လေးကိုတော့ Stella နောက်ပြီးပြပါမယ်ရှင်။အားပြီးတော့ Stella ရဲ့ပေါ်တော့မောင်ရဲ့ရှိတဲ့အခုပေါ်တော့ Stella ပြောနေStella နဲ့တဝင်းဝဲပေါ့နော်အဲ့ဒါပြီးတော့ Stella ကမပွင့်ရပါနဲ့ဘာဖြစ်လို့လဲဆိုတော့နော်Stella အခုမှပေါ့နော်စလုပ်တာဖြစ်တဲ့ဆိုတော့ဒါလေးကပထမပြီးတော့အဲ့တော့လောက်ပွင့်ချပါရှင်ပေါ့နော် Stella ကားလေးချစ်တော်နေ sorry ပါနော်အဲ့ဒါပြီးတော့ Stella ရဲ့ပေါ့နော်မောင်ကြီးရဲ့ဒီလိုလေနောက်ပြီးဒီမှာ3ခုလုံးပြတ်ထားပါမယ်ရှင်အဲ့ဟာပြီးတော့ပေါ်တော့ Stella ကိုတော့ခိုင်းနေတယ်မင်းရပါတယ်။ဖြစ်ဒါမှမဟုတ်99 in the forest ဆိုဘာလို့ခေါ်ရလဲ။ခေါ်မှမအန်ဂျလီယာပါရှင်။အဲ့ဟာပြီးတော့ပေါ်တော့ Stella ပြောလိုက်ပါမယ် Stella ဝဟုတ်တာမို့ပြောလိုက်ပါမယ်ခိုင်ဝဟုတ်တယ်လို့မခုံကြခိုင်းပါနဲ့နော်။အဲ့ဟာရော Stella ကိုတော့ဥပမာဟိုဆွဲကြီးထောက်ခိုင်းတယ်နော် Stella ဟိုဆွဲချမ်းမှာသူခိုင်းကြလိုက်ပါမယ်ပုံလေးကိုတော့မပင်းကြပါနဲ့နော်ဒီကလည်းရှိနေနော် sorry ပါ Stella တာပေါ့နော်Stella ရဲ့ first ဘာပြောလို့ပြောမှမသိဘူးသူ့ဟာလေးသူ့ရဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကောက်ပြောလိုက်တာပါSorry ပါဘယ်လိုဆို Stella ရဲ့ပေါ်တော့ညီမနာမည်ကဖိနေတယ်ဆိုသူ့ကိုခေါ်ရင်ပေါ့နော် Stella လုံးဝရောင်တဲ့ပေါ်တော့အဲ့တော့ကို Stella လို့မပြောဖိနေတယ်ဖြစ်သွားပါအဲ့ဟာပြီးတော့ပေါ့နော် Stella ကအခုမှစပ်ပုံးနေပါရှိပါသေးတယ် Stella ရဲ့ညီမကတော့ဟိုပေါ့နော်ခုနှစ်နဲ့ပေါ့နော်